စီးပွားရေးလုပ်တဲ့နေရာမှာအခြေခံလူရန်စားတွေနဲ့လူလက်တန်းစားတွေအတွက်ထုတ်ကုန်တဲ့ဝန်ဆောင်မှုတွေတင်ကလူချမ်းသာတွေကိုရောင်းတဲ့ထုတ်ကုန် service တွေကိုလည်းထုတ်လုပ်ဖို့အားစိုက်တင်ပါတယ်။ကိုဗစ်မှာကျွန်တော်အိမ်ပြင်လည်းမထွက်ရပဲအားနေတော့အစီရင်ခံစာတွေကိုကျွန်တော်လိုက်ဖတ်တယ်။အဲ့ဒီမှာကမ္ဘာအကြီးဆုံးအကြံပေးလုပ်ငန်းကြီးတွေကတစ်ခုဖြစ်တဲ့ဒီ McKinsey ဆိုတဲ့လုပ်ငန်းကြီးကနေဆန်းစစ်ချက်တစ်ခုကိုကျွန်တော်တွားတွေ့ပါတယ်။အဲ့ဒါကတော့ကိုဗစ်ကပ်ကြီးအတွင်းမှာရောကက်ကြီးပြီးလို့စီးပွားရေးနဲ့လည်းပြန်ထဖို့လုပ်တဲ့အခါမှာရောနှစ်ခုလုံးမှာအလားအလာကောင်းဆုံးကလူမလိုင်းဒီလူချမ်းသာတွေအတွက်ထုတ်ကုန်တွေကိုလုပ်တဲ့လုပ်ငန်းတွေဝန်ဆောင်မှုကိုပေးတဲ့လုပ်ငန်းတွေလို့သူတို့ကတွားတွေ့ပါတယ်။တကဘာလုံးအတိုင်းအတာနဲ့ဒီ McKinsey ကစမ်းစစ်ချက်ထုတ်ပေးတာပါ။ကမ္ဘာကပ်ဘေးကြီးဖြစ်တာတော့မှဒီတထေးစာတွေရောင်းရင်တော့အချင်းမပြတ်ဘူးလို့ဆိုရမှာပေါ့နော်။တထေးစာဆိုတဲ့အထက်မှာလည်းဒီလူမလိုင်းတွေနဲ့လူလက်တန်းစားကိုအပိုင်း၃ပိုင်းပိုင်းလိုက်ရင်အထက်ပိုင်းရောက်တဲ့လူလက်တန်းစားဥပမာ upper middle class လို့ခေါ်တာပေါ့နော်အဲ့ဒီလူတွေကိုရောင်းတဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေပါပါတယ်ကျွန်တော်တို့စီမှာကစီးပွားရေးလုပ်ရင်လူရန်စားမရွေးစားသုံးတဲ့ထုတ်ကုန်တွေကြီးပဲဥတီရတယ်လို့ရေပုံရအဖြစ်မြင်ရလို့ဒီအကြံပေးကုမ္ပဏီကြီး McKinsey ရဲ့ဒီသူတေသနာစမ်းစစ်ချက်ကိုလာပြောပြတာပါရှင်းရင်းဆွဲမှာကိုကအခြေခံလူရန်စားနဲ့အောက်ခြေလူရန်သားကိုပြစ်တဲ့ထုတ်ကုန်မျိုးဝန်ဆောင်မှုမျိုးကိုလုပ်နေရင်လည်းပဲလက်ခွဲအနေနဲ့ဒီလူမလိုင်းတွေအတွက်ထုတ်ကုန်တွေနည်းနည်းစမ်းပြီးလုပ်ကြည့်သင့်ပါတယ်အမားခံနိုင်တဲ့ပမာဏကတော့ဖြစ်ရမှာပေါ့နော်အကုန်လုံးပုံအော်ပြီးလုပ်လိုက်တာမျိုးတော့ကျွန်တော်အားမပေးပါဘူးခင်ဗျဈေးကွက်မှာလည်းကြည့်လိုက်လို့ရှိရင်မြင်သာပါတယ်စံဈေးတက်လို့ညီးတဲ့သူပဲတွေ့ဘူးတယ်စိန်ဈေးတက်လို့ညီးတဲ့သူမမြင်ဘူးစံဈေးဆိုတာတော့မှပဲစံကျန်းတွေဈေးတက်လို့ညီးတဲ့သူပဲအများစုတွေ့ဘူးတယ်ရွှေဘိုပေါ်စံထိတ်ဆဈေးတက်လို့ဆိုပြီးတော့ညီးနေတဲ့တထေးတယောက်မှကျွန်တော်မမြင်ဘူးသေးဘူးမြန်မာတပြည်လုံးအနေနဲ့စဉ်းစားရင်လည်းရေပုံရအားဖြင့်ကမ္ဘာအောက်ခြေလူရန်စားနဲ့အောက်ခြေလူလက်တန်းစားတွေအတွက်ထုတ်ကုန်ကိုပဲကျွန်တော်တို့မြန်မာနိုင်ငံကထုတ်နေတာလို့မြင်နိုင်ပါတယ်ကမ္ဘာလူချမ်းသာအတိုင်းဝိုင်းနဲ့တန်းမြင့်လူလက်တန်းစားတွေကိုပြစ်တဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေလည်းပဲကျွန်တော်တို့နိုင်ငံကဒီထက်ပိုများများရှိတင်တယ်လို့ထင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်လာမျှဝေတာပါခင်ဗျ